ကြောင့်မို့ပြောပါတယ်အိမ်အောင်ရှင်မမတွေပဲဖြစ်ဖြစ်ညီမလေးတွေပဲဖြစ်ဖြစ်အမျိုးသားတွေသိအောင်ဝယ်တာပဲဖြစ်ဖြစ်မသိအောင်တိတ်တိတ်ကလေးဝယ်တာပဲဖြစ်ဖြစ်ဘီမီရဲ့ဒီလေးမျိုးတစ်ဆက်ကိုဝယ်လိမ့်လိုက်လို့လုံးဝနောင်တမရစေရဘူးမမှားစေရဘူးပေါ့နော်ဒီညီမလေးဆိုလို့ရှိရင်လေသူ့အမျိုးသားမသိအောင်ဝယ်လိုက်တာပေါ့နော်ရင်တထိတ်နဲ့တဲ့မမလိုလိမ့်ပြတဲ့အတိုင်းလှပါမလားအသား6တာတက်တာပါမလားဆိုပြီးတော့စိုးရိမ်နေတာတဲ့ဒါပေမဲ့သူ့ရဲ့အမျိုးသားအလောက်ကပြန်လာတဲ့အခါမှာမိမရဲ့မျက်နှာလေးကအရင်လိုမဟုတ်ဘူးမိတ်ကက်လေးလိမ့်ထားတာအသားလေးကိုကြည်စိုးနေတာပဲဆိုပြီးတော့မှတဲ့ပိုလှလာတယ်ပေါ့နော်ဒီနေ့မိတ်ကက်လွတ်လီကပိုလှလာတယ်လို့ပြောတယ်ဆိုတော့အယံဝမ်းသာရတဲ့သတင်းလေးပါနော်ဒါကြောင့်မို့လို့ကိုယ့်ရဲ့အသားရည်ကအသား6တဲ့သူဘာလိမ့်လိမ့်အစင်မပြေဘူးဆိုပြီးတော့မှကိုကရှိတဲ့ပတ်စံလေးနဲ့ချွချွတာတာဝယ်ရတာပဲဖြစ်ဖြစ်ယောက်ျားသိအောင်ဝယ်ရတာပဲဖြစ်ဖြစ်မသိအောင်ဝယ်ရတာပဲဖြစ်ဖြစ်လုံးဝမမှားစေရဘူးနောင်တမရစေတဲ့တစ်ဆက်ကိုလိုချင်နေဆိုရင်တော့အခုမမဆွေသုံးပြတဲ့ဘီမီ၄မျိုးဆက်လေးတာသုံးကြည့်လိုက်ပါနော်တကူလိမ့်ပြီးတော့တနေ့ကုန်ယုံကြည်မှုရှိရှိနဲ့လှပစေမယ့်အဆက်လေးပဲဖြစ်ပါတယ်နော်မှာယူခြင်းနဲ့ဆိုရင်တော့မမဆွေအခုတင်ပေးထားတဲ့ Viber ဖုန်းနံပါတ်ကနေအိမ်ရောက်ငွေချေနဲ့မှာယူလို့ရပါတယ်၄မျိုးတစ်ဆက်ဆိုလို့ရှိရင်လည်းလားနဲ့ချီပြီးအသုံးခံတာမို့လို့အမျိုးသမီးတယောက်အတွက်ကတော့သုံးပြောပါတယ်နော်